ကဲအိမ်ဆိုင်လေးကတော့မြင်ဆန်ဆန်ဖွင့်မှရတော့မယ်အချိန်တွေကလင့်နေပါပြီဒီ EFX gas ကကြတော့လေသူကအမျိုးအစား၄မျိုးတန်းမှာဒါလေးရဆိုရင် 4kg ပိတ်တာအနေနဲ့ဆို2ပိတ်တစ်ခွဲအိုးလေးပေါ့နော်ပေါ့ပါလေးပဲနင်တို့လိုမိန်းကလေးတွေလည်းအဆင်ပြေတယ်ပြီးတော့သူကဒါဆိုလို့ရှိရင် gas မီးဖို့နဲ့လည်းတွဲသုံးလို့ရတယ်အဲ့လိုမသုံးချင်ဘူးဆိုရင်လည်းဒါလေးကိုလေးအုပ်လိုက်အဲ့ဆိုဒီလိုလေးအဲ့လိုတွဲသုံးလို့ရတယ်နော်ဒီမှာတက်လိုက်ရင်ပဲကူမြန်ဆန်းသွားလေနိုင်ငံတကာအသိမှတ်ပြုအရေးသွေးလည်းရရှိထားဆိုတော့ယုံကြည်စိတ်ချစွာလည်းသုံးလို့ရတယ်တကယ်လို့ကိုကဒီလိုမျိုး 4kg ကိုကသေးတယ်ဆိုရင်လည်းသူတို့ size ကြီးတွေလည်းရှိရယ်နော်ဒါလေးကကြတော့မြန်တို့လိုမိန်းကလေးပေါ့ပါတည်လို့ရတယ်ဒီလိုလေးလှည့်ဒီလားအရင်လှည့်လို့ရှိရင်လေ gas များရင်မီးဖွင့်တဲ့ခါကျရင်ဘန်းကနေမီးဟက်လိုက်မယ်နော်ဖြည်းဖြည်းလေးဖွင့်တောက်ပြီအဲ့မှာဒီမှာတော့ကိုညားချင်းနေဆိုတင်နေချင်းနေဆို short နော်ကိုလိုချင်လိုလေးတင်လို့ရတယ်